ဒီနေရာတမျိုးကြီးပဲနော်နုနှစ်ယောက်လူတစ်တယ်မလား ဟေးကိုလုံးမယ်နော် နေလို့ရမယ်ခေါ်ဟုတ်မှာအမှန်နေလို့ရမယ်နေကတော့ညဆိုင်ပဲလို့ရမယ် ကိုရညဆိုင်လုံးဝမှာလား ဒီမှာကိုလို့ချင်တဲ့ဆိုင်အောင်ခွဲလို့မရဘူးကိုလို့ချင်တာလည်းလုံးလို့မရအောင်ပြီးတဲ့လုပ်ကိုလုံး နေကပထမအဆုံးလူတစ်ဆိုပြီးတော့ငါညမှာမဟုတ်ဘူးနော် သမီးရေသားရေနေကောင်းညရဲ့လားကွယ်အလောက်ကန်ရောအဆင်ပြေကြသလား သမီးတို့ကအဆင်ပြေပါတယ်အမေရဲ့ နေရရဲ့လူနေရည်လဲဟာကြောက်စရာကြီး နင်ဒီနေရာဘာလာလောက်တာလဲဒီဘက်ကိုလာပြီးလို့ရှင်ဒုံမပြန်မထွက်နိုင်ကြအောင်နင်နားလဲတာတော့ညံ ဟုတ် ဘာလို့လဲဒီမှာတရားရောက်ရှိနေရလား ဟာမလေးဘာဖြစ်တာလဲလို့ ကိုရေကန်ထဲမှာလေလူရှိနေရလားမသိဘူးညီမလေးကိုခုနကတော့အတန်နေပေးတယ်ပြီးတော့လေသူတို့အကူကြီးတောင်းနေရလားမသိဘူးကိုကြီးရဲ့ ဟာနင်းကဘာဖြစ်ဒီဆက်ရအနောက်လားနဲ့ပြက်လာတော့ဒီနေ့ကပြန်မလာဒီနေ့ကတော့မကောင်းဘူးညီမလေးဟာဒါနဲ့ပြောသားမအောင်ဒီနေ့ဘာဖြစ်လို့အလုပ်ပြက်လာအရာနောက်ကျနေရတာလဲ စက်ရုံမှာ OT ရှိလို့ပေါ့ကိုကြီးရဲ့ထဲထဲအများကြီးချုပ်ရတာအဲ့ဒါကြောင့်ပါကိုကြီးရဲ့အရင်လည်းမနောက်ကြသေးပါဘူး ဟာဘာနော်မညနေစောင်းနေမိုးချုပ်နေမယ်မနောက်တစ်ခါဒီဆက်ရအနောက်လားပြက်မလာနဲ့ကြားလားဟိုဘက်လားနဲ့ပြက်လာနော်နောက်ခါကိုရညီမလေးစောက်နေတာဒီမှာကိုလို့တော့အဲ့ရင်ခါတော့ပေးမရောအဲ့လိုတော့နောက်ကျနေမယ်ကိုရလာဒီရဲ့မြက်လာဒီ ဒီချိန်မှသူကဖုန်းဆက်လာတယ်ဟယ်လို သာသာဖေး ဘယ်လာစားလဲဘာလဲလာတောင်းနေရလဲဘာလာစားလဲဘာလာတောင်းနေရလဲဘာမသိဘူးနော်ဘာလို့ဒီဖုန်းကိုဆက်လာရလဲမပြောနဲ့ဘယ်လာစားလဲမသိဘူးငါဘာလာစားပေးရမှာလဲကိုလေးရှင်းပြီလားဒီစားလုံးနော်မမလေးရရှင်းအနောက်ကလူဘေးကလူလေး ပေါင်းရတယ်လေမလားဟိုအဲ့ဒီစက်ခေါင်ကကိုအောင်ကပျောက်သွားဆိုအဲ့ဒါဟုတ်လား နင်ကဘာသူပြောရလဲငါအောင်ကအလုပ်ထွက်သွားတာအကိစ္စပြောင်းအောင်ပါလဲ အဲ့ဆိုဘာဖြစ်လို့အကောင်လုံးကနှုတ်ပိတ်ပြီးတော့နေကြရတယ် နင်ကလေနင်လူသိမဟုတ်လားလူသိဖြစ်ပြီးတော့လေဒီအလုပ်ကိုပဲနားလဲအောင်ဆက်စုလေသူများမကောင်းကြအောင်လားဆက်စုနေသူများကြောင့်တော့ဆက်စုတာပဲနင်အဲ့လိုဆက်စုရင်လေနင်မအလုပ်ပြုတ်သွားမယ်နော်နားလဲလားနောက်အလုပ်ကိုရောက်လာဖြစ်မကြောက်သေးဘူးဆက်ဆက်စုစုနေ
သူကြီးလည်းကိုလုံးကိုလုံးနော်အေးသူများအကြောင်းဆက်စုပြီးမေးလို့အောင်လေငါအကုန်လုံးလှုပ်ထုတ်ပြမယ်အားနေသူများအကြောင်းပဲလိုက်ပြောနေကြတယ် ဟဲ့ကလေးမအောင်ကြောင်လိုက်မေးမနေနဲ့အဲ့လိုဆက်စုတဲ့လူပဲနောက်ထပ်ထပ်ပြောက်သွားတတ်ကြတာ ကျန်တဲ့သူတွေကရောဘာလို့ဘာမှမပြောရလဲဘာလို့နှောက်ပိတ်နေရလဲရဲတွေပါရောမတိုင်ဘူးလား အေးအရဲတိုင်မဲ့လူတွေပဲပြောက်သွားကြတာကွဝန်ထမ်းနဲ့ပြဿနာတက်တဲ့သူတွေအလုပ်ဘာမေးမရှိတဲ့သူတွေရှားရှားတောင်းတဲ့သူတွေနောက်နေ့ဆိုရင်အလုပ်အားလုံးပြောင်းသွားကြတာကွမအောင်လဲသူ့လက်စာကိုတောင်းနေ냐ပဲပြန်မလာတော့တာဩဒါနဲ့သမီးရဲ့အကူကညဆိုင်လားအေးအညဆိုင်ဆိုသိထားခိုင်းနော်အညဆိုင်သမားတွေပဲပျောက်သွားကြတာကွ ဟိုဖိုးအလုံးမလုံးခွင်နဲ့ဘာလို့သူများစကားနှမ်းပြောနေတာသူများအကြောင်းပြောနေရမှာလားဖြစ်လှုပ်ထွက်ချင်နေရလားလှုပ်ထွက်ကတော့ထမင်းငတ်တဲ့ဘွားရောက်သွားမယ်နော်လှုပ်ကိုတေချာလှုပ်သူများအကြောင်းတော်ဆက်စုနေအသက်ကြီးပြီးတော့တေချာလှုပ်လှုပ်ကိုအကုန်လုံး ကိုကြီးငါကြားလို့ရှိရင်အလုံးလာရင်လေအနောက်ဘက်ချောင်းမသွားနဲ့နော်အဲ့ဒီနေရာအန်နေရများတယ်တဲ့ပြီးတော့လူလဲပျောက်တယ်လို့ပြောတယ်ကိုကြီးမာလာအောင်လည်းမယုံနဲ့နော်အော်အကြောင်းဘယ်လိုလာမေးသေးလဲ ဒီနေ့ကလူတစ်ကောင်မလေးနမ်းမိုးတော့မင်းသေးတယ်သူ့ကွာညဆိုင်မှာရှိရလေ ဒီတစ်ကောင်မလေးနမ်းမှုကအောင်းအကြောင်းဘာလို့သိချင်လဲဟဲ့နှုတ်ကတခါတည်းမှားတာပဲနော်ငါတို့အကြောင်းဆက်ဆိုးတဲ့လူတွေပလိတ်ကိုတိုင်မယ်ဆိုတဲ့ကောင်တွေကောင်မတွေကိုနေတီရှာဆောက်ကြည့်တာနောက်ပြီးတော့ဒီလုံးရုံထဲမှာစားစားတယ်မဆုံးတဲ့လူရှိတော့အဲ့ဒီကောင်တွေကောင်မတွေရဲ့အခန်းကိုတွားပြီးတော့သူတို့ရှိမှရှိတဲ့ပတ်စံနောက်ပြီးတော့ရွှေတွေအားလုံးကိုယူလာခဲ့ယူဖို့ကရင်ငါတို့အရှင်တို့ကလုပ်တဲ့အတိုင်းပဲဟာတက်ပြီးတော့အလောင်းရေကန်တွေကိုပြချလိုက် အော်အဲ့ဒီရဲထိုးနဲ့နမ်းမိုးသူတို့မှမနေအောင်အထောက်အထားမရှိဘူးလေဒါမဲ့လေသူတို့ကိုလားဆိုင်မပေးဘဲနဲ့အလကားခိုင်းလို့ရပါပဲလေ အဲ့ကောင်းတာဗောဟာညဘလူးလဲဝါရောက်အာဒီကောင်ရောက်ဝင်ပြီ